လည်းပြောလိုက်တယ်ဒီမင်းစကားလည်းစုပ်ပြီးတယ်ဟာအော်ဘူးရှိမှာခရကနေစက်လေ ဟာတော့အတလီပါလေဝယ်လေဒါကယုံနေတော့ဝယ်နေရမဟုတ်ဒါမိုက်ဒါကစတန်မိုက်လူရှင်တော်ရှူဝါပေးကြလားโอเคအဲ့ဒီအားလုံးမှာပေတရားနဲ့80မဆက်ဘူးအိမ်မှာတော့အခုကြောင်နေကြည့်ဖို့အတွက်တီဗီဝယ်ထားတယ်ဒီလက်ကြီးပဲဟာစိုက်ချိုးနေတော့ဟေးပြင်ကောင်းကရိုးရိုးမတင်စမှုစာပုံဖတ်ကြည့်ကျွန်တော်ဆိုနေတဲ့ဆက်အော်ဒီကိုအားလုံးပေါင်းတရားနဲ့80အစုံဒါရုံနေထားရစင်လားโอเคယူရမှာတော့မထောင်ဘူးဟဲ့ကြပြားဖို့မအောင်မလျှော့တာပြသူကလည်းတော့ပွဲတော်ကြီးကြထွက်ဒီတက်စင်နှစ်စင်သာအမြင့်နဲ့ပေချေတရားလို့စင်ရိတ်ဆိုတဲ့ချိုးစီမျိုးလူကအဲ့ဒီကိုဝယ်လာတာဟာကိုရရောင်းကိုဝယ်လာတာကိုရရောင်းမို့လားဟုတ်တယ်ဘယ်လိုလဲကိုရရောင်းဘာဝယ်လာတာခုနဘာဝယ်လာရိတ်ဆိုတဲ့ဟာကလားမသိပါဘူးနေထားတာဟာဟုတ်တယ်စင်ရောဝယ်လာတာလားဟုတ်တယ်ရှင်အောင်နဲ့ငားကျွန်တော်အဲ့စင်နေရှင်အောင်လိုက်တာလည်းသူတို့ဟာအကြီးကပူနေဟဲ့ဘိုက်ဘူးလားမဟုတ်ဘူးစုပြီးဆောင်ပြီးဖြစ်နေတာမလူလဲချီကိုမှနှခမ်းမိုးတွေနဲ့နှခမ်းမိုးတွေလာရောင်းနေဟိုညီမလေးရတယ်ကိုတို့နောက်တစ်ညထပ်ကုန်မယ်အေးစီပြောဘာမှမဖြစ်ဘူး哦，没拿来的拿完那边留的片，没得要给。哎，姐姐，你妈哩，姐姐。妈，我只用的是。哎，风里了，别管了。哎呀，我老的你打破的了，你。我蓝面瓜，我这说。我这里哇，我现在妈妈的。哎，这屋有人叫的，他不。啊，我都啊，讲的不多表面，我都看得着，看得到没比啊。ဒီနေ့ညမှာမင်းသားတွေစုံလင်သွားလဲမာလူကြည့်ရတယ်။ရွှေတူးနဲ့တူတယ်ကျွန်တော်လည်းမာလူမြင်ခွင့်ရတယ်။ဟုတ်ပါလေစက္ကန့်လေးနဲ့ရွှေထူးပါ။ညာချင်းမရှိမှဆိုလို့မျက်နှာလာပြတာ။ဝါဝါဘယ်လိုလဲ။ဟာအိမ်မှာလူတွေနေနေလို့လား။ငါအိုင်ညာကိုဗျာစီပေးတာစာပေးရတယ်ပုံပြီးတော့စီပြီးတော့သူတို့ကဗျာတို့တန်းစီပြီးတော့အမေအဲ့ဒီမှာတရားအသေးတန်းနဲ့ပြီးတော့တရားဝင်နောက်တရားတော့ဝင်နောက်တရားတော့ဝင်တန်းစီကဟိုဆိုင်ကိုထိပြီးရောက်တယ်ညမဘူးအိမ်သားလည်းသုံးလုံးမရှိရဘူးဒီလိုဝက်ရှော့ကကိုပဲတက်တာရောဟောရှုပ်ဖို့အဲ့ခင်ဗျာတော့ဆက်တော့လို့တော့ကျိုးရုပ်မပါလေသူ့ဟာကြီးကဒီမှာကြည့်အောင်လေဒီညကခဏနေအောင်ဒီမှာဒီညပြောတော့350ဘူးတဲ့ဒီည9500စတန်းလေးကမဝင်နိုင်ဘူးဒီညဘာဖြစ်လို့မဝင်မလားဟုတ်နှစ်သိန်းဝယ်ပေးရတယ်ဘာနှစ်သိန်းဝယ်လဲဒါအိမ်မှာဝင်နိုင်တာမတော့ဘူးဟုတ်လားအခုဒီညဘာကြောင့်မဝင်မလာလဲတဲ့လားဘာဖြစ်လို့ငွေထိန်းတဲ့ကလားခေါ်တာလို့